ညာမျက်စိနှစ်ကွင်းလင်းရသူ့ဟာသူပါရမီ7ပါးပြား30တွေစွန့်ကြီး၅ပါးတွေစွန့်ပြီးဒီကလာသူမျက်စိနှစ်ကွင်းလင်းရသူ့ဟာသူကုနော်မှန်ပါပါသူ့ဟာသူကုတဲ့တွေ့တဲ့ကိုရမကြီးဒီမျက်စိနှစ်ကွင်းလင်းရတဲ့ပုဂ္ဂိုလ်ကြီးညာနာဥဒ္ဒဝါရိဆိုတဲ့အတိုင်းဉာဏ်ဖြစ်ပေါ်လာတဲ့ဉာဏ်မျိုးလုံးရှိတဲ့ကိုရောကြီးဆိုလို့ရှိရင်မလွယ်ဘူးမှန်ပါပါအဲ့တော့ဒီမျက်စိမမြင်တဲ့ပုဂ္ဂိုလ်ကမျက်စိနှစ်ကွင်းလင်းမရတဲ့ပုဂ္ဂိုလ်ကဩဘုရုအားကိုးရပါမလဲလို့ရှားလို့ရှိရင်ဖြင့်ဒကာသစ်တို့ဒကာကျွေတို့အလင်းရတဲ့ပုဂ္ဂိုလ်အားကိုးရမှန်ပါပါဘုရုအားကိုးကြပါမလဲအလင်းရတဲ့ပုဂ္ဂိုလ်ပဲအားကိုးရမယ်ဆိုတဲ့ဥစ္စာခင်ဗျားတို့သိကြပါဘူးမှန်ပါပါအဲ့ဒါဒီအလင်းရတဲ့ပုဂ္ဂိုလ်ကြီးကတော့ဖြင့်ခန္ဓာကြည့်လိုက်လို့ရှင်သူကအလင်းရတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ဖြစ်ပြီးပြနေတဲ့အိဋ္ဌတွေပဲတွေ့တယ်ခန္ဓာကြည့်လိုက်ရင်ဖြစ်ပြီးပြနေတဲ့ဒုက္ခသစ္စာတွေပဲဟိုအလင်းရတဲ့ပုဂ္ဂိုလ်အမြင်ကဒီလိုပါလားနောက်တစ်ခါဒီဒုက္ခသစ္စာတွေကိုရမေကြီးလင်းရတဲ့ပုဂ္ဂိုလ်မို့ဖြောင်းပြီးခန္ဓာကြီးကြည့်လိုက်ပြန်တော့လေဒီဖြစ်ပြတဲ့ကဉာဏ်နဲ့ကြည့်လို့မလိုခြင်းဘူးမရခြင်းဘူးဆိုတဲ့ဉာဏ်တွေကအလင်းတွေကပိုပြီးကြလာတာနဲ့ဒီကိုယ်တော်ကြီးဒီဟောဒီဖြစ်ပြနေရတာဟာဖြစ်ပြဆိုတာလည်းဟုတ်တာပဲဒုက္ခရောက်နေတယ်ဆိုတာလည်းဟုတ်တာပဲဒုက္ခရောက်နေတယ်ဆိုတာတော့ကိုယ်သေးလေးတွေကိုမွေးကိုသေးတာကိုမြင်သလိုပေါ့ဗျာကိုမွေးတာလည်းကိုမြင်ကိုသေးတာလည်းကိုမြင်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ဒီမြင်ဟာမျက်စိနှစ်ကွင်းအလင်းရတဲ့ပုဂ္ဂိုလ်ကြီးအမြင်ပါမှန်ပါဗျာနမို့လို့ရှိရင်ဖြင့်စဉ်းစားကြည့်ပါဒကာဓမ္မတို့ကိုမွေးတယ်လည်းအမေဝန်းကထွက်ခဲ့တယ်ကိုမသိဘူးကိုယ်သေးပြန်တော့လေသေလိမ့်မယ်ဆိုတာသာသိတယ်သေတာမသိဘူးမသိပါဘူးဗျာတသံဃာလုံးပြတ်တော့နေခဲ့တာမွေးမှုလည်းကိုယ်ကိုမသိခဲ့မှန်ပါဘူးသေမှုလည်းကိုယ်ကိုမသိခဲ့ဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်ရောက်ပါပါဗျာမျက်စိနှကွင်းလင်းရတဲ့ပုဂ္ဂိုလ်ကြီးကတော့ဖြင့်ဥပဒနာဉာဏ်မျက်လုံးကြီးတက်ပြီးကြည့်လိုက်တဲ့အခါလဲဝေဒနာလေးတွေဖြစ်လို့ဝေဒနာနဲ့သာသာဖြစ်တဲ့ရုပ်တွေလည်းပြက်လို့နာယုတ်တွေမွေးတာသေးတာမြင်ရရှာအဲ့တော့ကျေးဇူးခင်ဗျားတို့ကကိုရမေကြီးဟောတို့ဤတောင်မွေးစွဲကိုတော်ကြီးပဲမှန်ပါဗျာဘယ်နဲ့ဆိုကြပါအဲ့တော့မျက်စိနဲ့ကွင်းလင်းရတဲ့ကိုတော်ကြီးတောင်မွေးစွဲကိုတော်ကြီးနောက်ကတို့ကချောင်းချောင်းလိုက်မှသာရင်အမှန်ရောက်တော့မယ်တို့စွမ်းရည်တတ္တိဖြင့်တုံးနေပေါ်လို့အောက်မေ့ရမှန်ပါဗျာကိုစွမ်းရည်တတ္တိကတုံးပါဗျာအဲ့တော့စွမ်းရည်တတ္တိတုံးတဲ့ပုဂ္ဂိုလ်ကအခုဘုန်းကြီးဟောနေတာမျက်စိနဲ့ကွင်းလင်းရတဲ့ကိုတော်ကြီးပြောတာတွေဟောတာတွေကိုအကုန်ပေါ်ပြောနေတာပဲမှန်ပါဗျာအဲ့ဒါဓမ္မတွေကကိုကအလင်းမရတဲ့ပုဂ္ဂိုလ်ကရှောင်မယ်ရှားမယ်ဆိုရင်ကြောက်ကြကြံလို့ပဲမှန်ပါဗျာရှောင်မယ်ရှားမယ်ဆိုရင်အဲ့ဒါဒီနေ့နေမကောင်းသေးဘူးဒီနေ့အကြောင်းမမြင်သေးဘူးဒီနေ့ဇီဝရေးကနေရာမကြသေးဘူးဒါသိတာဘာသံနေတုံးများရောက်ကြတဲ့သံလေးအလင်းရတဲ့ကိုယ်ကြီးကပြောနေတဲ့ကြာကိုကအလင်းမရခြင်းကြောင့်ကိုယ်စိတ်ကူးဟူတွေကရောက်ကြတဲ့စိတ်ကူးကြီးလို့တခါကျော်ကသုံးပြတဲ့ခြားစမ်းမှာကိုကြံဒီလုံးတွေဒီအလင်းမရတဲ့အလုပ်တွေလုပ်တိုင်းကြောက်ကြတယ်လုပ်ပဲမှန်ပါဗျာဘယ်နဲ့ကြောင့်ပါလိမ့်မလဲဆိုတော့လင်းရတဲ့ကိုတော်ကြီးနောက်ကိုနားလည်းမဆောင်သူလိုလည်းမြင်အောင်ကကျွတ်တို့ကပေပြီးဒီကလာမကြည့်လို့စိုက်ပြီးဒီကလာမကြည့်လို့မမြင်တော့ကျွတ်တို့ဆင်ကြီးဟူ၍ကျွတ်တို့ကြောက်ချတဲ့ဆင်ကြီးလို့မှတ်လိုက်မှန်ပါဗျာကျွတ်တို့ဆင်ကြီးဟူ၍ခင်ဗျားတို့ချင်းတော့ဖြင့်ရှင်းအောင်ပဲပြောလိုက်ပါလေဟုတ်ပြီလိမ့်မယ်လိုက်မယ်လူတွေအများကြီးပါပဲမှန်ပါဗျာခင်ဗျားတို့ချင်းတော့ပါတော့ယူတဲ့လူမြောက်ကိုဘုံပြီးတဲ့လူနဲ့ယူတဲ့လူဘုံပြီးမြောက်နေပြန်ပြီမှန်ပါဗျာဘယ်နဲ့ဆိုကြအောင်ယူဘုံပြီးမြောက်နေတာများတကကျွေတို့ကဟုတ်ကြီးများထင်နေရင်တော့တော်တော်ခက်ပါသေးတယ်မှန်ပါဗျာ
ကျော်တို့အလုပ်ကလည်းများတယ်ဒါကြောင့်ဒီနေ့ကငါမလိုက်နိုင်သေးဘူးကွာမင်းတို့သိတဲ့အတိုင်းပဲဟုတ်ပြီလိမ့်မယ်ဟောကြောက်ကြတာဟုတ်ပြီလိမ့်မပြောကြောက်ကြတာဘာပြောအမလေးဒီရယ်ငါစကားပြောလိုက်တာပြေပြလို့သူတို့လည်းဘာမှမကဲ့ရဲ့ပဲနဲ့ငါစကားနားထောင်သွားရတယ်ဆိုပြီးကြောက်ကြတယ်ကလည်းငါစကားအောင်မြင်လို့ပြုံးမြတ်နေပြီမှန်ပါပါဘာဖြစ်ကြတာတော့စကားပြောရိမ့်ပြီလားဒါခင်ဗျားတို့မြည်တယ်တွန်တယ်လို့ဒီလိုမောင်းနေပါနဲ့မျက်စိနှကွင်လင်းရတဲ့ကိုရောကြီးကပြောတဲ့စကားကိုဇုံလုံးကသူ့နောက်မှီလိုက်ရမယ်ဥစ္စာမလိုက်နိုင်တဲ့နေ့ဟာဒကာဓမ္မတို့အလင်းရမှာစိုးလုံးလို့ပဲဆိုတဲ့အိဗယ်သိရဘာဆိုတာလဲဟာမျက်စိနှကွင်လင်းမရတဲ့ပုဂ္ဂိုလ်ကအလင်းရမှာကိုအရေးကြီးလောက်ရမယ်အလုပ်ကြီးတစ်ခုကိုပဲလေဘုန်းကြီးတို့ဒကာဓမ္မတွေကဘယ်ကြောင့်သူ့ကြောင့်ကိုယ့်ကြောင့်ဘယ်သူကြောင့်နေနဲ့အာမရင်းကြီးတွေများသုံးနေလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့။ဘာကြောင့်ဒီလောက်တော့သုံးလုံးနေသလောက်စင်ကြီးများပါလိမ့်မလို့ဆိုတော့တတိယအကန်းစင်ကြီးဆရာဘယ်လိုဆိုကြအဲ့ဒီစင်ကြီးစင်ကြက်တွေကြောင့်ဘုရားဆူလွယ်ခဲ့ရတယ်ဆိုတာကိုလည်းခင်ဗျားတို့ရိပ်မိပါပြီ။သူများဘုရားကရုဏာမရှိရလားကိုအကန်းစင်ကြီးများနေလို့လားတာတခါကျွဲကဲခတ်တယ်အကန်းစင်ကြီးများနေလို့တခါသိကြပါလားသိပါပါဘုရားအခုသာသနာရေးရတယ်နည်းနည်းပဲကြံมาတော့တယ်နည်းနည်းတွေကမှတခါအစ်စ်ထုတ်လိုက်ပြန်တော့လေတော်တော်ရှားသွားပြီရှားတဲ့တွေကခင်ဗျားတို့ကဒါလေးမလိုက်နိုင်သေးဘူးမရှင်းကြံသေးဘူးဒီတဲကသင်္ကန်းတော်လို့ဖြစ်ခြင်းသေးလို့ဆိုတဲ့အဓိပ္ပာယ်ကဖြင့်ရှင်းနေရှင်းပါပါအဲ့ဒါကြောင့်ခင်ဗျားတို့တတိအားကိုးရသည်မျက်စိနှကွင်လင်းရတဲ့ကိုတော်ကြီးပဲအားကိုးရပဲကိုတော်ကြီးပြတဲ့လမ်းပဲအားကိုးရပဲဒီလမ်းကိုမလိုက်သေးဘူးလို့ဆိုလို့ရှိရင်ဖြင့်ဩတို့ဒီအကန့်ကဆင်ကြီးထူသေးတကူဘယ်လိုမှတ်ကြနာအောင်ပြောတာလားကိုယ့်ဟာကိုဟုတ်တာလားကဲခတ်ပါဦးဒါကြတော့ကန်းကဆင်ကြီးထူလာတာနဲ့ဘယ်လောက်ကြာလဲဘုရားဆူဆူလွယ်ခဲ့တာနဲ့လေအကန်းစင်ကြီးထူမှုပဲရှင်းမလားဒီဘဝမှာဒီချိန်ကြမှာပဲတရားဓမ္မတွေလိုက်စားတာလေဘာဖြစ်နေတာတော့အဲ့ဒါမနာကြနဲ့ဘာစင်ကြီးထူတယ်ပဲကံနဲ့ကံတွေစင်ကြီးလည်းများသေးဆိုတော့အတော်ခက်နေပြီကံလည်းကံသေးတယ်စင်ကြီးလည်းများသေးတယ်ဆိုရင်တခါကျွဲတော့ကြောက်ရကောင်းမှာမဆိုးရဘူးလားဒါကြောင့်ဒကာဓမ္မတွေယနေ့ကစပြီးကာလအကန်းတွေလည်းဖြစ်ပြန်စင်းကြီးဖြင့်မထူတော့ပါဘူးဆွဲရပဲနှစ်ဖက်မြင်ကိုယ်တော်ကြီးပြောရပဲလိုက်နာပါတော့မယ်ဆိုတာသုံးဖြတ်ချက်ချလိုက်ကြပါဘယ်လိုသုံးဖြတ်ချက်ချရနှစ်ဖက်မြင်ကိုယ်တော်ကြီးပြောတာကိုအကန်းကဖြင့်စင်းကြီးမထူတော့ပါဘူးအဖြောင်းလိုက်ပါတော့မယ်ဒါကိုဆုံးဖြတ်ချက်ချခဲ့ခြင်းနဲ့မှန်ပါဗျာဒါဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးတွေဤကဲ့သို့ပြောရပါလိမ့်မလို့ဘုရားသခင်ကိုရမကြီးကိုဘုရားသခင်ကိုရမကြီးကအန္တဘုဒ္ဓဇင်တို့ဟောထားတော့ငါကစက်ကုန်ဥဒ္ဒပါရီกว่าမင်းတို့ကအန္တဘုဒ္ဓဇင်ငါကမျက်စိနဲ့ကွင်လင်းရတဲ့ပုဂ္ဂိုလ်กว่าဆိုတော့သူကိုယ်တိုင်ထုတ်ပေါ်ပြောသွားတယ်မှန်ပါဗျာပြောဘူးလားသမန္တသက္ကုတပ္ပိညုဆိုတာကိုဗျာအဲ့ဒါတွေလုံးစုံကုန်ပြီးတဲ့တပ္ပိညုငါတစ်ဖက်မြင်กว่าဆိုပြီးတဲ့ကာလကိုရောကြီးပြောသွားတော့သူအန္တဘုဒ္ဓဇင်ဆိုတော့သူပဲဟောခဲ့မှန်ပါဗျာအဲ့တော့ဒကာဓမ္မသံဃာရှည်ခြင်းအပြစ်ဟာလေဒါလည်းတစ်မျိုးပါဝင်တာပဲမှန်ပါဗျာပါဝင်ဘူးလားဘယ်လိုပါဝင်ပါလဲအကန်းစင်ကြီးထူမှုကြောင့်ဒကာကျေပြောစမ်းမအောင်ပါတဲ့မလေးကြတော့ကြားလို့မကောင်းဘူးဒီသားကြားရတာကောင်းတယ်ဥအောင်ပါတယ်လုံးကအမေရိကန်ကံတဲ့စင်ကြယ်လက်ထူသေးတယ်ဆိုလို့ရှိရင်ဒီကကျော်ဘယ်နှလုံးတုံးဒါကလည်းကျေနဲ့စတဲ့ပုဂ္ဂိုလ်တွေဒီတရားကွာအမှန်တန်ရေးကြည့်တဲ့တရားတွေဆရာဘုန်းကြီးလည်းဟောနေတယ်ကွာလို့ဆိုတဲ့တဲကကိုဒီကကျော်အကန်းစင်ကြယ်ထူမှုတွေဘယ်တော့များများတွေ့ဘူးသလိုရှင်းမလားဗျအမလေးဒုစရတွေကကာဏကံတွေစင်ကြယ်လို့ထုံနေသေးတယ်ဆိုရင်မျောလင်းတဲ့ကုန်ပြီ
ပုံလေဘူးလားဒါကြောင့်ဒကာဓမ္မတို့အကန့်စင်ကြီးထူမှုလောက်လောကကြီးကြောက်เสียကောင်းတာမရှိဘူးဆိုတာကိုစစ်သေးပါဒီချိန်လေးတော့သမင်းစားနေသေးလို့မလုပ်သေးဘူးကွာဥပဒနာလည်းကိုစားရင်လုပ်ရမယ်လုပ်လည်းရှိသားဘူးဗျမလုပ်သေးဘူးကွာအေးချက်ညမှာပဲလုပ်တော့မယ်အကန့်စင်ကြီးထူပြန်ပြီရင်းနေကြလားဘာစင်ကြီးထူတာပါဒီချိန်ရေကျိုးသွားမယ်ရေကျိုးကပြန်မှပဲလုပ်တော့မယ်ရေကျိုးသွားရင်လည်းလမ်းမှာဒုက္ခတော့ကာဝိညာဉ်နဲ့ဖြစ်ဖြစ်ရှုပြီးသွားရင်ပြီးတာပဲဆိုတော့ရေကျိုးကပြန်မှတယ်ဒါဘာလို့ကြတယ်မကြည့်ရေကျိုးကပြန်လာပြန်တော့ဝိသေဘာတွေလဲပြီးဒီကလာဟိုတုတ်ဒီတုတ်နဲ့ချိန်ကုန်ပြီးကလာနေပြန်တော့ဒါရီဘယ်ကံကိုရမေကြီးကသံဃာရိပတ္တစီရတာနဲ့သံဃာနဲ့ကာရီဟောဒီအဝဆလဲတိုင်းနဲ့ကွာကားတာနဲ့ကာဝိညာဉ်တွေဖြစ်တဲ့တွေရှိပါတယ်ကွာဒါလေးဆိုကြည့်ရှုပြီးမင်းဒီဝတ္တာပေါ့အစရှိနေနဲ့ကိုရမေကြီးကပြောထားမယ်ဒါကတော့လူတွေဝတ္တရားရှိသေးတယ်ဆိုပြီးဒီကလာဒီချိန်နှလုံးသွင်းလို့အေးချမ်းချမ်းထိုင်ပြီးတော့မှပဲနှလုံးသွင်းတော့မှပုံပေါ့ဗျာဒါကြောင့်ဝဝတုံစင်ကြထူရမည်ဘယ်သူပါလဲအကန့်စင်ကြထူမှုတွေကမနှဲပါလားတရားဓမ္မတို့ပါရမီမရှိလို့ဘုရားကိုရမေကြီးကရုဏာမရှိလို့จิตတို့ဒီလိုနေခဲ့ရတာလားအကန့်စင်ကြထူမှုကြောင့်ဒါတော့အလွယ်ကြီးလွယ်ရတာလားဒါခင်ဗျားတို့သိသိချင်ချင်မှတ်ပါဦးကိုယ့်အဝိစစ်စစ်နော်ဒီချိန်မလို့သေးဘူးဆိုရင်အကန့်စင်ကြထူရမလားလို့မြည်ပြဟုတ်လားအဲ့ကနုံမလောက်တော့မယ်ဆိုအရင်ဒီလောက်နေလို့ရှိရင်လည်းဖြစ်တယ်မင်းအကန့်ကတဲစင်ကြထူကိုကိုယ့်ကိုမြည်စမ်းပါဒကာဓမ္မတို့သုံးမခက်ဆုံးဘုရားကသဗ္ဗိဉ္ဇဉာဏ်တော်ကြီးနဲ့ဝေဘာလိုက်တယ်နော်ဝေဘာလိုက်တဲ့အခါကျအောက်တိုင်ကိရဒုဒမောလို့သူဒီစာဒီပါဠိရွတ်လိုက်အတ္တယတ္တရောမိမိကိုယ်ဒီသံဉာဏ်ဒုဒမောကိရသူတစ်ပါးတဲ့ပေါ်လွင်တဲ့သုံးမခက်သည်ဟောတိဖြစ်အမှသဗ္ဗိဉ္ဇဉာဏ်နဲ့ကြိတ်တော့သုံးမခက်ဆုံးကိုယ်ကိုယ်လေရှင်းမလားတကယ်ကျသုံးမခက်ဆုံးဒါဖြင့်ခင်ဗျားတို့သုံးမခက်တာနဲ့အတူတူနေကြတာကိုဒါဖြင့်အဲဒီလိုသုံးမခက်တိုင်းအကန့်စင်ကြီးထူမှုနဲ့ခင်ဗျားတို့ကိုယ်ကိုဆွဆွဲပြီးဒီကာလပေါ်ရာကိုဝိပဿနာလိုက်ပါဆိုတာကိုတိုက်တွန်းရတယ်ဒါကြတိုက်တွန်းလိုက်နမဘာဖြစ်မှဆိုရပါလိမ့်အကန့်စင်ကြီးထူလို့ရှိရင်ဒီဒုက္ခပဲနှွှဲရုံမရှိတယ်ဒုက္ခရစေမြင်သေးရလားဒါကြောင့်ခမည်းတော်သုံးသေးနှုံးသေးလောကီဘက်မှာရှောင်သေးရှားသေးကုလဝေအကန့်စင်ကြီးထူမှုကြီးပေါ်ကြဒါဘုရုကိုဆွဲရမှာဘုကိုဆွဲချက်တင်ပြီးဆုံးမရဘုရားရဲ့ဥစ္စာဆုံးမခက်ဆုံးဘုရုတဲ့ဒါသက်ပေါ်ပြီဗျဒီပြန်ကလေးငယ်လူငယ်တွေကတော့၆လိုက်ချမ်းလိုက်ဆိုလို့ရှိရင်တကယ်သေးဒီခါကလွန်ကျူးတဲ့နောက်တစ်ခါဆိုလို့ရှိရင်ဖြင့်ရှောင်ရှားခြင်းတဲ့အဓိပ္ပာယ်တွေမပါဘူးလားကိုယ့်ဟာကိုယ်ကတော့သင်ကြီးကထူလိုက်တာနဲ့ပြမလိုသဘက်မလိုငယ်လေးလို့လိုဒီဘဝရေးကမပြည့်သေးလို့အိမ်ကမပြီးသေးလို့လိုဒီတွေကဘာဖြစ်နေတာလဲတကယ်ကြီးတော်ရရိပ်မိပြီတော်ရရိပ်မိပြီမနှောပေါ်ပါလားဒါကများတော့အရင်ဟောလူသားအရင်ဘေးကပုဂ္ဂိုလ်တွေကသူတရားတော့ဝါဒနာပါလေဗျလုံးလုံးရှင်တဲ့ဝါဒနာရှိတယ်နာကျင်တဲ့ဝါဒနာရှိပါသူကိစ္စလေးမပြီးသေးလို့မှန်ပါပါဘေးကပုဂ္ဂိုလ်ကလည်းဒီပြောပဲပြောတယ်ပြောပါပါသူကလည်းစင်ကြီးဓမ္မကိုမှန်ပါပါအခုကရှောင်းနေကြဆိုတော့ဟိုဘက်စကားပေးလိုက်တယ်ဒါတော့ပြေးဆိုင်တယ်မှန်ပါပါဘုရားလည်းဥကြုံနေတဲ့အတိုင်းပဲသူတို့ကဝါဒနာလည်းပါပါတယ်လို့ရှိမှဒါကိုမကြည့်မဖြစ်လို့ဟမ်ဘုရားလည်းစင်ကြီးထူချိုက်တယ်ရိပ်မိဗလားပုဂ္ဂိုလ်တေလားသွားနေတယ်မရိပ်မိဘူးဒီဟာအကန့်စင်ကြီးထူနေတယ်ဆိုတာကလည်းဘယ်အစုနဲ့လွဲကြတာလဲသူပဲလို့များဆွဲချက်တင်ရလားအမလေးအားရလုံလို့ပါလားပေါ်ကြလားအမလ
လေခင်ဗျားတို့လူကြီးတွေပြောရတာကတကယ်ကျမလွယ်ဘူးနော်ဘာဖြစ်လို့လူကြီးတွေပြောရတာမလွယ်ပါလိမ့်မယ်ရှောင်ရှားများလုံးလို့ရှင်းပြီလားဘာလို့လဲဓမ္မတွေဘယ်ကနဲ့တတ်ထားတာပါလဲဘယ်ကနဲ့တတ်ထားပါလိမ့်မလို့မေးတော့မှကိလေသာကခင်ဗျားတို့ကကလေးကိလေသာနဲ့လူကြီးကိလေသာဒီတရားဓမ္မတွေလူကြီးကိလေသာကအာယုန်တွေများအိမ်နဲ့ကိုပါမှကြောက်တော့ဘုရားမပဲနေရာလေးကိုမပါရင်မပါခြင်းတဲ့နေရာဟူသည်ကိလေသာစွမ်းရည်ကြီးမှားပါခြင်းတဲ့နေရာဟူသည်အဲ့ဒီကိလေသာစွမ်းရည်ကဆင်ခြင်လဲပြီးဒီကလာနေတာနဲ့ဒီကဆင်ခြင်ကြောင့်ဒီသာသနာဒီဖရာသာသနာတော်ကြီးလည်းအလွယ်ကြီးလွယ်ရလိမ့်မယ်ဒီဖရာသာသနာဝင်နောက်ပိုင်းအတော်ကြပါပြီနောက်ပိုင်းတော်ကြတဲ့အချိန်မှာခင်ဗျားတို့ကကန်းစင်ကြီးလဲမှုကြီးကိုယ်ပိုင်တောင်းမယ်ဆိုရင်ဖြင့်ဒီကကြောသွားပါဗျာမသွားသေးဘူးလားခဲဒါဖြင့်ယနေ့စက္ခုဥဒ္ဒပါရီလောက်ရလိမ့်မယ်စင်ကြီးတော့မလဲဘူးကွာကိုရမေကြီးလည်းနှစ်ဖက်မြင်မယ်တို့လည်းနှစ်ဖက်မြင်အောင်တော့ကြိုးစားရမှာပဲရှင်းမလားရှင်းပါဗျာဘုရားအရင်တစ်ဖက်မြင်ဆိုတာကအကုသိုလ်ကိုလည်းရှောင်ဖို့ရမြင်တယ်ကုသိုလ်ကိုလည်းပွားဖို့ရမြင်တယ်သဘောကျကျွတ်တော့လည်းနှစ်ဖက်မမြင်တော့ကုသိုလ်နဲ့လို့ဝတ္တကုသိုလ်လေးလှုပ်ချလိုက်အကုသိုလ်ဆိုတော့လေရိုးရမယ်လှုပ်ချလိုက်ရင်းပြီဗလားအကုသိုလ်ကြတော့ရိုးရမယ်မလွဲတာလို့ပါသွားဗျာဒီခါမလွဲတာလို့ဒီကမူသားလေးဒီပရိယေတွေနည်းနည်းပါသွားတော့တကယ်ကျဲဒါရိုးရကုသိုလ်ပဲကြတာလည်းမမြင်တော့ဒုက္ခသစ္စာကြီးရမှမှန်းပြီးကြလားဝတ္တဒါနဝတ္တသီလတွေဘာလို့လို့ပြန်ကျိုးစားလိုက်ပြန်ကျိုးစားလိုက်ပြန်နှစ်ဖက်မြင်ကြသေးရဲ့အခုဒကာဓမ္မတွေမှာဘုန်းကြီးဆုံးမတာကိုသေချာနားထောင်ပါတို့နှစ်ဖက်ကိုမမြင်သေးပါလားအခုတို့ဖြစ်တာအခုတို့ဖြစ်တယ်လို့သိတဲ့လူကလည်းတော်ရှားအခုတို့ဖြစ်တာအခုတို့ဖြစ်တယ်လို့သိတဲ့ပုဂ္ဂိုလ်ကလည်းတော်ရှားပါတယ်အဲ့ဒါလည်းတစ်ဖက်ကမ်းတာပဲကုသိုလ်လုပ်ပြန်တော့လည်းမကင်းအောင်မကင်းကြောင်းလို့မိတ်ဆက်စေဆွဲဟုတ်လားတန်ဖိုးကပုံစားရေးဒါတွေလို့လည်းပြန်တော့လည်းမြင်တယ်လားမမြင်တာလားမမြင်ပါဘူးဒါဖြင့်ကုသိုလ်လုပ်ပြန်လည်းတစ်ဖက်ကကမ်းအကုသိုလ်လုပ်ပြန်လည်းမသိလို့ကမ်းမသိလို့ပါသွားတာဆိုတော့တကယ်ကျနောက်တုန်းကဒီနှစ်ခုပဲရှိဒုံကလုပ်ကြည့်ပဲမဆိုနိုင်ဘူးလားပေါ်ကြဒီတကားဖြင့်ကွာအကုသိုလ်ဖြစ်လေဖြစ်ဖြစ်ရှိမှာကုသိုလ်ဖြစ်လေဒါနှစ်ဖက်မြင်လာပြီနှစ်ဖက်မြင်လာပြီဓမ္မဘာရှိရမလဲကုသိုလ်တွေကိုလည်းအကုသိုလ်တွေကိုလည်းရှုတာရှုပါတကားကြွယ်ရကုသိုလ်ကိုဖြစ်ပြမရှိဘူးလို့ဆိုလို့ရှိရင်လည်းဝိဇ္ဇာဖြစ်ပြသင်္ခါရပဲအကုသိုလ်ကိုဖြစ်ပြမရှိလို့ရှိရင်တဏှာဥပါဒံကံလာမယ်အကုသိုလ်ဖြစ်ပြမရှိရင်ကုသိုလ်ကိုဖြစ်ပြမရှိရင်ဝိဇ္ဇာသင်္ခါရကမယ်ကုသိုလ်ကိုဖြစ်ပြမရှိရင်ရိပ်မိဗလားအဲ့ဒါကိုဒီလိုဆိုလို့ရှိရင်နှစ်ဖက်မြင်လို့ဆရာဘုန်းကြီးပေးနေတယ်ဆိုတာကသဘောကျအကုသိုလ်မှုလေခင်ဗျားတို့ကမသိမရှိရင်နဲ့ဘုရားရှင်ပဲလွန်တယ်ဖြစ်ဖြစ်ရှုချသဘောကျအဲ့ဒါသူလည်းဖြစ်ဖြစ်ရှုလိုက်တဲ့ခါကြတာဒကာဓမ္မတွေသူပရိစ္ဆသမုပ္ပါပြတ်တော့ပြတ်ဘူးလားတဏှာရှုလိုက်ရင်ဥပါဒံကံပြတ်ဥပါဒံရှုလိုက်ရင်ကံပြတ်ကံပြတ်ကံကိုရှုလိုက်ရင်ဇာတိတော်ကမရဏဒါပြန်အကုသိုလ်ဘက်ကလည်းပါလို့ကြကုသိုလ်တွေဘက်ကလည်းဝတ္တကုသိုလ်တွေလုပ်ကြတာမကင်းကြောင်းနဲ့ဟိုငါးချက်ထဲရဒီ30ထဲရဆိုတာလူမှတော့ဒီကစားရတဲ့ကုန်သေးတယ်အဲ့ဒါတွေကိုလည်းမကင်းလို့ထဲရမကင်းလို့ပေးရဆိုတာတွေလူတွေနေတာတော့ဒါကြွေဒါတွေကုသိုလ်တော့ကုသိုလ်မှမကင်းတရားကြောင့်ထဲရတာဆိုတော့သနာချမ်းရတယ်ဗျဒါတွေဘာလို့ရှိပါမှာပဲဆိုတော့ဒီကုသိုလ်လည်းဖြစ်ဖြစ်ရှိမှာပဲဟောကုသိုလ်လည်းဒါဖြင့်နှစ်ဖက်နဲ့ဖြစ်တယ်ကျွနိုင်ရင်ဆင်ခြင်မလဲတော့ပါဘူးကျွနိုင်ရင်
ကုသိုလ်ရှုလိုက်ရင်ဝိဇ္ဇာနဲ့တဏှာချုပ်တယ်ပရိစ္ဆေသမုပ္ပါစကတက်အကုသိုလ်ရှုလိုက်ရင်အလယ်ကနေပြတ်သဘောကျကိုယ်မှာပင်မဆင်းရဲနေတဲ့ဒုက္ခဒေါမနသာရှုလိုက်ရင်အဆုံးကနေပြတ်ရှင်းမလားဒါဖြင့်ဘုရားသခင်ကိုရမကြီးကယရာဝေပါရိမောနိဓမ္မအာတမိနောသာတောဗျမနတာသောကကံကောကံတို့ဝါပြန်လိတတ်ပါ၏ရသောပဇာနာတိကဲ့ဒီကမှာဆိုငါဖြစ်တိုင်းသိတယ်ကွာပြောဖြစ်တိုင်းသိတယ်တဲ့အကုသိုလ်တွေကိုဝိကုသိုလ်တွေငါဖြစ်တိုင်းသိတယ်မပြောဘူးလားဖြစ်တိုင်းသိတယ်လို့ဒုရိယတော့ယရာဝေပါရိမောနိဓမ္မနဲ့ရသောခေယံပြည့်စည်နာသူတို့ကုံတာကိုလည်းငါသိတယ်ပရိစ္ဆေသမုပ္ပါကုံတာကိုအဲ့ဒါကြောင့်ငါဒီဝိရုဇယသေးဒီမာရတေနာသူရိယောဩဝါဒမန္တလိခံငါဒါကြောင့်ဖျားဖြစ်လာတာကွာနှစ်ဖက်မြင်ဖြစ်လာတာဖြစ်တာကိုလည်းအကုသိုလ်တွေဖြစ်တာဝတ္တရားတွေဖြစ်တာလည်းငါသိတယ်ဝတ္တရားတွေထုတ်တာလည်းအဲ့ဒါကြောင့်ငါဒီကားလို့ဆိုလို့ရှိရင်တဲ့သံဃာကိလေသာတွေဟောဘုဒ္ဓမနစရှိသည်တွေကိလေသာမခန္ဓာမှန်တွေအကုန်အောင်ပြီးဖျားဖြစ်တော့ရောက်လာတာနှစ်ဖက်မြင်ဆိုတာဒါပဲကွာမရှင်းသေးဘူးလားဒါပြန်ခင်ဗျားတို့အကုသိုလ်ဖြစ်လဲသိအောင်လို့ကုသိုလ်ဖြစ်လဲရှင်းကြပါလားကုသိုလ်ကျုပ်ကုသိုလ်ဖြစ်ခဲ့ပြီတော့အမျှသာယူကြပဲတော့အဲ့ဒီသွားရမနေတမ်းမှနဲ့ကုသိုလ်လေးဘာလို့อ่ะဘုန်းကြီးကရှုခိုင်းလို့လားသူ့ကိုယ်ကဖြစ်ပြက်လားသူ့ကိုယ်ကဖြစ်ပြက်ကိုခင်ဗျားတို့ကမသိလိုက်ရင်ဘာဖြစ်မလို့ဝိဇ္ဇာဖြစ်ရင်သင်္ခါရကနေပါဦးမနေလို့ရှိရင်ခင်ဗျားတို့ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့ပရိသေနေကြပြီတော့နေရင်ဇာတိဝိဒုက္ခဆိုတာခင်ဗျားတို့ကိုယ်ဝင်ပစ္စည်းသဘောပါကဲရှင်းပြီတဲ့ခြေတိုင်းမှာဒါတွေရှင်းသွားတော့ဂိုင်းတို့ယနေ့ကစပြီးနှစ်ဖက်မြင်ကိုတော့လမ်းသွားတာကိုစုံလုံးကားလိုက်ပါတော့မယ်နှစ်ဖက်မြင်ကိုတော့တောင်မွေးဆွဲတာကိုဘုရားကနှစ်ဖက်မြင်ကျွတ်ကစုံလုံးကားလိုက်တခါပဲဒါတော့ရောက်မကြနိုင်တော့ဘူးဆိုတော့သုံးတဲ့ချက်ချာရှင်းမင်းနှစ်ဖက်မြင်ကိုတော့ကြီးကဘာများမြင်သွားပါလိမ့်မလို့ဆိုတော့ပရိစ္ဆေသမုပ္ပါဖြစ်တာနဲ့ချုပ်တာမြင်ပရိစ္ဆေသမုပ္ပါဖြစ်တာနဲ့အဲ့ဒါဘာမြင်ခေါ်ကြပါမလဲ။ခိုင်းတာဖြင့်အဲ့ဒီဝိသစကြတယ်နော်။အဲ့ဒီဝိသကဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားကြုံလို့တက္ကသိမမေးဘူး။အဲ့ဒီဝိသဒီလိုမမေးပါနဲ့ကွာဒီအိဗယ်မရပါဘူးကွာ။ဒါဖြင့်ဗျာတဲ့ဥပါဒံချုပ်သွားတဲ့ပုဂ္ဂိုလ်ဟာမသွားပဲနေလေရောလားဟာဒီအိဗယ်လည်းမင်းနဲ့ကွာယူရင်သူဥစ္စာတွေဖြစ်မှာကိုဗျာဒါလည်းဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဟာဖြစ်ချီတလဲနောက်ဘဝမဖြစ်ချီတလဲလားဆိုပြီးဧကိစ္စရသတ္တရာဒိဋ္ဌိသူမေးလိုက်ဒီလိုလဲအိဗယ်မရပါဘူးကွာဖြေဘူးလားဖြေပါဘူးဒါဖြင့်ဗျာဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ကမဖြစ်သည်မဟုတ်ဖြစ်သည်အောင်မျိုးမရှိသေးတဲ့အိဗယ်မျိုးယူရမှာလားဟာဒီအိဗယ်လည်းမရောက်ပါဘူးဝိသရာဒါနဲ့ဝိသကဥပါဒံထုတ်တဲ့ပုဂ္ဂိုလ်ဘယ်သွားတော့မေးပြန်တော့လည်းဒီလိုလည်းမမင်းနဲ့ကဒီအိဗယ်လည်းမရဘူးလို့ပြောပြန်တော့လေးခုလုံးဒီအိဗယ်မမေးပါနဲ့လို့ပြောတော့အဖြေကိုမရတဲ့ဆိုသူပြည့်ညံတုံးပြီဒီခရမချက်ဘူးအဲ့ဒီတော့ဘုရားကပရိစ္ဆေသမုပ္ပါဖြစ်တာနဲ့ပြက်တာမင်းနားလံလို့ဒါမှမင်းရှင်းမယ်ရှင်းမလားပရိစ္ဆေသမုပ္ပါဖြစ်တာနဲ့ချုပ်တာနားလည်အောင်လုပ်မှဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားတယ်ဆိုတာနားလည်မယ်တေသဘောပါပါလားနာကြည်ကြည်နဲ့ထောင်လိုက်တော့မှဒီအိဗယ်ဒီဒကာဓမ္မတို့ပုံမရှင်းပရိစ္ဆေသမုပ္ပါဖြစ်တာနဲ့ချုပ်တာမင်းနားလည်တဲ့ဆရာမင်းကပ်ပြီးဒီကလာလောက်ပါတဲ့သမင်ညဆရာနဲ့မိဝဲနေလို့ရှိရင်မင်းဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားကုန်ဆိုတဲ့အမေးဟာမင်းညာနဲ့အဖြေရမှာမဟုတ်ဘူးတဲ့ကဲဒါကကြောပေါ်လာဘယ်ပုဂ္ဂိုလ်စိတ်ကရအောင်ရှင်းမှုချုံမှုနားရတဲ့ပုဂ္ဂိုလ်ကပ်ပါရှင်းမှုချုံမှုနားရတဲ့ပုဂ္ဂိုလ်မိဝဲရပါစိတ်ကကြပါဒီလိုမှလာရင်တူတူပြောတော့နိဗ္ဗာန်နားရမယ်ရှင်းတူတူပြောတော့
အခုဒီဥပါဒံထုတ်တဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုနေတဲ့ဘောသို့ရောက်သွားပြီလို့ဖြေလိုက်ရင်လည်းဒီပုံသားကဘာမှမဖြစ်တဲ့သဘောယူမှာပဲယူပါဘူးလားအဲ့ဒီတော့ပရိစ္ဆေသမုပ္ပါနားမလဲတဲ့ပုဂ္ဂိုလ်ကိုဘုရားသခင်ကိုရမေကြီးကပရိစ္ဆေသမုပ္ပါနားလဲပါအောင်နားလဲအောင်လုံးမှသာခြင်းမင်းဒီကားလို့ဆိုနှစ်ဖက်မြင်ဖြစ်ပြီးဒီကားကဟောတာကဒုက္ခသစ္စာဟောတာကនិရောဓသစ္စာပေါ်မယ်ရှင်းလားပရိစ္ဆေသမုပ္ပါနားလဲမှဘာသစ္စာနှစ်ခုနားလဲမယ်ဒုက္ခသစ္စာရှင်းပြလားဟောတော်တော်ရေးကြည့်ပါလားဆိုတာပေါ်လာပေါ်ပါဗျာဒကာဓမ္မတို့ဘုန်းကြီးများတဲ့ဒီတရားပြောရတယ်မယ်ဆိုတော့ဥမာရင်တို့ဒကာကျွယ်တို့အတော်ရင်လေးတွေအတော်ရင်လေးပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဘာမှမကြားဘူးတဲ့ပုဂ္ဂိုလ်ကိုဘာအခက်ဆုံးပြောရမှာကိုဘာမှမကြားဘူးတဲ့ပုဂ္ဂိုလ်ကိုဆိုတော့အတော်မခင်းဘူးအဲ့ဒါကြောင့်ဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါကိုလမ်းခင်းရတယ်နော်လမ်းခင်းလိုက်တော့ပရိစ္ဆေသမုပ္ပါဆိုတာကလည်းဒကာဓမ္မတို့ခင်ဗျားတို့စဉ်းစားကြည့်ပါတဲ့ဒီဘဝဘယ်ကစတယ်လို့မေးလို့ချင်းဖြင့်ပရိစ္ဆေသမုပ္ပါအစခန္ဓာကပဲမှတ်ပါဒီဘဝကဒီဘဝဘယ်ကစခန္ဓာကိုနားလည်မှုကစသိချာမှတ်ပါလေဥစ္စာနေတဲ့အိဗယ်မဟုတ်ဘူးပရိစ္ဆေသမုပ္ပါနားမလဲတာဒီဘဝမှာဘယ်ကစခန္ဓာနားမလဲမှုကစဓမ္မတို့ဘယ်လိုမှတ်ကြငါတို့ဒီဥစ္စာသေးတဲ့အိဗယ်မဟုတ်ဘူးတခါကျသေးချာမှာသံပရိစ္ဆေသမုပ္ပါနားမလဲဘူးဆိုလို့ရှိရင်ကိုယ်ခန္ဓာနားမလဲမှုကသဘောကျဒါပြန်ကိုယ်ခန္ဓာနားမလဲမှုကပရိစ္ဆေသမုပ္ပါစပြီးပေါ်တယ်ကိုယ်ခန္ဓာနားမလဲမှုကကဲစဉ်းစားကြည့်ပါတဲ့ဒကာဓမ္မတို့ဟုတ်လားခမည်းတော်ရထားတဲ့ဘုန်းကြီးပြောတဲ့ခန္ဓာ၅ပါးခမည်းတော်သိတဲ့ခန္ဓာ၅ပါးမဟုတ်ဘူးကျန်တယ်ဒီဘက်ကဘာလဲဒါခမည်းတော်သိတဲ့ခန္ဓာ၅ပါးတော့ဘုန်းကြီးပြောလို့ခမည်းတော်ကရောနေတဲ့ခန္ဓာ၅ပါးလားပြောလို့ရောနေတာဗျရှင်းအောင်ပြောရသေးတယ်ရှင်းအောင်ပြောရသေးတယ်ခင်ဗျားလည်းအင်္ဂါတွေကတခါလေသိလာတဲ့ခန္ဓာ၅ပါးမဟုတ်ပါဘူးအိမ်ကတွတ်ဆက်ကလေးကငါတရားနာသွားအောင်လို့ဆက်လာတာခန္ဓာ၅ပါးကိုမပါဘူးငါတရားနာသွားအောင်လေတခါလေးကလည်းကြည့်ပေးလိုက်ဘလူလာလို့ရှိရင်ကောင်းအောင်ကြည့်ပြောလိုက်ငါတော့သွားလိုက်ဦးမယ်ဆိုခန္ဓာ၅ပါးကိုမသိကြဘူးအိမ်ကထွက်ကလေးကပါသေးရလားအိမ်ပြန်တော့ပြန်တော့လည်းရောက်လာတော့ငါနည်းနည်းလေးငါနောက်ကျသွားတာကဘယ်သူနဲ့လမ်းပြောနေတယ်အခုတော့ငါနည်းနည်းနောက်ကျသွားတာဒီဘောပါပဲအိမ်ရောက်လာလို့ရှိရင်ပရိစ္ဆေသမုပ္ပါပျောက်ပြန်ပျောက်ပါဘူးရင်းမိလားအိမ်နဲ့ဘောကကြီးရောပျောက်ပါဘူးဒါဖြင့်အချော့လည်းပြောက်အဝင်လည်းပြောက်အနေရှာမတွေ့အနေကြတာဘုရားဟောကိုရှာမတွေ့ဒါဖြင့်တနေ့လုံးခမည်းတော်ဒီကားလဲဆလေးချင်းဖြင့်တဲ့ပရိစ္ဆေသမုပ္ပါပဲစနေတော့တယ်ပရိစ္ဆေသမုပ္ပါပြခန်းကိုမပါဘူးမပါဘူးတကယ်ကြတာသေးသေးချာချာညာနာတဲ့အခါမှာဟုတ်ပါလားဆိုတာပေါ်လာတကယ်ကလေအိမ်နှုတ်ဆက်ခဲ့ကြရဲ့လားဆက်ခဲ့ပါဘူးဘယ်လိုလဲဆိုငါတရားနဲ့ကောင်းမယ်အဲကောင်းပါပြီဗျာနေရကြတာနေရကြတာတကယ်လည်းခန္ဓာ၅ပါးငါတရားနဲ့ကောင်းငါချင်းပြီးတော့လာခဲ့တာပဲရိပ်နေကြလားတကယ်ဆိုအိမ်ကြတော့ကျမ်းလာတဲ့အခါကျပုဂ္ဂိုလ်ကျမ်းလာတာဆိုနှဲလာကြီးလားလို့မဲတဲ့အခါကျငါဘူးနဲ့စကားပြောနေလို့မှန်ပါပါဘယ်နဲ့တော့အိမ်ဝင်တော့လည်းပြိဿသမုပ္ပါပျောက်ပါလားပျောက်ပါဘူးပျောက်ပြီတဲ့တခါအိမ်ကြတဲ့ရှင်းတော့ရေးပြီးပြောဒီနေ့ရောင်းတော့ဝယ်တဲ့ရှင်းနေချုပ်ကြပြပြဘာဖြစ်ကြတာလဲအဲ့ဒါတော့ပြိဿသမုပ္ပါပျောက်နေပြီပျောက်သေးဘူးလားဒါပြန်ပြိဿသမုပ္ပါပျောက်တယ်ဖြစ်တဲ့ရှာမလို့သဘောကျဖြစ်တဲ့ရှာမလို့ကအဝိဇ္ဇာနဲ့နေပြီဒါဖြင့်ခန္ဓာမသိမှုကစတာပဲပရိစ္ဆေသမုပ္ပါစဘယ်ကပါလဲခန္ဓာမသိမှုကစတယ်ဆိုတာသိကြလားဟောဒါဖြင့်ဒီခန္ဓာကိုမသိမှုဒီဒကာဓမ္မကိုအလွန်ဆိုးရတဲ့ကြီးစွာသောအပြစ်သင့်တယ်ဆိုတဲ့အိဗယ်ဟာဇုံလုံးကပြည့်တဲ့တာပဲပေါ်ကြလားတိုင်းတိုင်းတော့ကြပါလေဒကာဓမ္မဒီခန္ဓာကြီးကို
နာတရားနာသွားအောင်မယ်အိတ်ကျင်ကိုပြောအိတ်ကျင်မှပြောငါတရားနာသွားအောင်မယ်ဒိဋ္ဌိကိုပြောဟုတ်ကလားငါတရားနာသွားအောင်မယ်ဆိုတော့ဘာနဲ့ပြောလိုက်တယ်ဘုသူကြည့်ပြောတာတုံးတဲ့ကိုယ်ကိုကြည့်ပြောသဘောကျငါတရားနာသွားအောင်မယ်ဆိုတော့ဘုသူကြည့်ပြောကိုယ်ကငါပဲတာလေခန္ဓာမဟုတ်တော့ဘူးခန္ဓာမဟုတ်တော့ဘူးခန္ဓာမဟုတ်တော့ပြိဿမှုကစရလားတကယ်ကျဒိဋ္ဌိကစဒိဋ္ဌိကစဟုတ်သွားမှာလားလို့ဓမ္မကမေးလိုက်တဲ့အခါကျတော့ဟိငါကလေးမဟုတ်ဘူးကွာတကယ်တော့မှလို့ပြောလိုက်ပြောပါဘူးတကယ်တော့မှဆိုတော့ဥပါဒံပြည့်နေငါတကယ်တော့မှဘူးရင်းနေကြလားပါရတယ်မင်းနဲ့ပြောရကြတော့ကွာငါခတ်တုတ်ကွာလိမ့်မယ်ဆိုတော့ကာယကံစီကံဖြစ်ရင်းနေကြလားဒါရပါတော့မဲတဲ့အခါကျတော့ကမ္မဘဝဖြစ်ဒါပြပရိစ္ဆေသမုပ္ပါအစခန္ဓာနားမလဲမှုကဘောလားပရိစ္ဆေသမုပ္ပါအစဒါဝိပရိစ္ဆေသမုပ္ပါလားဝိကျွတ်တဲ့ပရိစ္ဆေသမုပ္ပါလားဝိပရိစ္ဆေသမုပ္ပါဒါဖြင့်အမဘဝပြည့်စရာခင်ဗျားတို့မသေးခင်ကဇာတိထုတ်ဆက်တာမသေးခင်ကပါလွန်ကြတယ်မလားလွန်ကြတယ်လွန်ဇာတိကလာတာနဲ့ဘယ်သွားမလို့စိတ်ကူးပါလိမ့်ပရမဇာတိကဘာသစ္စာဒုတိယရမယ်ဇာတိကဒုက္ခနဲ့တတိယတော့ခွဲလို့မဖြစ်ဘူးသဘောကျဒါကြကြောဘာနဲ့ခွဲလို့မဖြစ်ဒုက္ခနဲ့ခွဲလို့ဖြစ်တယ်မတော်လိမ့်ခံများရောက်သွားရင်ကိုကျိုးမြင့်တဲ့ဥစ္စာဒီလိမ့်ပဲရလေဒီချာချာစဉ်းစားမှဒီလိမ့်ပဲပေါ်တယ်နော်။ဒါနှုတ်ဆိုတာကဒိဋ္ဌိဒိဋ္ဌိဆိုတော့ခဏပဲအဟုတ်ကိုသွားပြတာကငါတကယ်သွားပြတာကကာယကဝိညာဉ်နဲ့သောတုတ်ကိုလဲတာကကာမဘဝဥပါဒနာညာမပိုင်ဓာကြီးပဲသဘောပါကြဒါကလည်းကာမဘဝပြည့်စရာတကယ်ပြောပါလေအခုရမှာလားနောက်မှရဒါဖြင့်လက်မယူပြီးပြီသိကြပြီလက်မယူပြီးပြီဥမာတော့ဘာယူတာဟောဒေဝလက်မယူတာကျုပ်နာမမပြောက်ရှင်နဲ့သဘောပါလားဒီကာမဘဝရှိရင်ဇာတိမလာလာနဲ့ဆိုလို့မလို့ရင်လို့မလို့လာမဲလို့ကိုလို့ရင်လို့မလို့ရင်မလို့သိကြပါလားတရားနှလုံးသွင်းကြဒကာရမအခုပရိစ္ဆေသမုပ္ပါစလိုက်တယ်နော်တရားနာလာတာကနေစလိုက်ပါလေဒါဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးဒီဥစ္စာကိုရေးစီပြောပါလိမ့်မလဲလို့ဒကာကျွဲတို့ဒကာသစ်တို့ကကဲခတ်လို့ရှင်းတယ်ဩပရိစ္ဆေသမုပ္ပါဆိုတာသူစတင်ရကစတာပဲအလဲကလည်းပေါက်စတာပဲအလဲပရိစ္ဆေသမုပ္ပါလို့ရှိသေးတယ်ဆိုတာဘောအလဲရစဒီခန္ဓာကြီးကပြစ္ဆုတ်ပါသူ့ကိုယ်ပဲနဲ့ငါထင်တာကပြိဋ္ဌာမှုကအစသဘောကျသူ့ကိုယ်ပဲနဲ့သောလနာပြိဋ္ဌာမှုကဒုတိယပဲသူ့ကိုယ်ပဲနဲ့ကာယကံဝစီကံနဲ့ခန္ဓာကြီးကိုအထုပ်ပိဋကကနေတာကာမဘဝဖြစ်ပါသဘောကျဒါဖြင့်ယခုပြစ္ဆုတ်ကံပရိစ္ဆေသမုပ္ပါအစသည်ခန္ဓာမသိတာကဆိုတာပေါ်လာဘူးခန္ဓာမသိတာကလို့ပေါ်လာတော့မှဩဒီဒိဋ္ဌိကအဝိဇ္ဇာနဲ့တွဲရပါလားဟောလားဒိဋ္ဌိကဘာနဲ့တွဲဒါပြန်အဝိဇ္ဇာဒီအကုသိုလ်စိတ်12ခုမှမပါတာမရှိဘူးဆိုတော့ဒီမှပေါ်သွားပေါ်တယ်ဗျလားခိုင်းတာဖြင့်ဒိဋ္ဌိကစများတော့လေအဝိဇ္ဇာကဘာဝဇာတဖြစ်ဖို့ဖြစ်ပဲဖြစ်နေပါရဲ့ပါပဲတကယ်ကျွရှင်းကဲတကယ်ကတော့ရှင်းပါလေဗျာဒါဖြင့်သူမပြတ်ထားလို့ကနောက်လိုက်ရှင်းနေပါနေရပါလေဒိဋ္ဌိကပြတ်ထားနေတော့ဒိဋ္ဌိပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံဒီပရိစ္ဆေသမုပ္ပါပေါ်လာသေချာမှပါဒီဘက်ကပါတော့ဒိဋ္ဌိဒီကဒိဋ္ဌိအုပ်ချုပ်တဲ့ကံဒါဖြင့်ဒိဋ္ဌိအုပ်ချုပ်တဲ့ကံဆိုလို့ရှိရင်ဘယ်လေးပါးမှတော့မရှိဘူးရှိရဲ့ဒုတိယသွားလဲပြန်ကြမှာမကြပဲဘူးလားဂိုင်းတရားဓမ္မတို့မြတ်တဲ့နှုတ်ဆက်တာသေးသေးဖြစ်ပဲလားမသိဘဲနဲ့နှုတ်ဆက်လိုက်တာသေးသေးပဲလား
တခါတည်းငရဲကြအောင်မနဲ့ဆောင်ထိုးလိုက်ကြလားဆိုတာတူတူပြောကြတူတူပြောကြဒကာရမတို့သေချာတော့လွန်နေပြီပရမတ်ကိုသေချာခြင်းပရမတ်ဆိုတာမဖောက်ဘူးပရမတ်ဆိုတာဒီကံလို့ရင်ဒီကျိုးပဲဒီဥပါဒ်ချင်းဒီကံဒါကတော့ဘုရားရှင်ကဓမ္မနိတ္တနိတ္တတာဓမ္မထိတ္တတာဓမ္မနိတ္တတာလို့ဘုရားသေချာဟောတယ်ဓမ္မနိတ္တတာဆိုတော့ဒီတရားမြဲတယ်ကွာဓမ္မထိတ္တတာဒီတရားတွေသူသိသူသိတာပဲမင်းတို့ကဘာပရိယေသုံးနေမရဘူးတဲ့ရှင်းမလားဒါပြန်ဒီပရိစ္ဆာသမုပ္ပါကိုမပြတ်တွေ့ကာလပတ်လုံးကျတော့ခင်ဗျားတို့ဒီဇာတိဒုက္ခနဲ့မိတ်ဆွေပဲဇာတိဒုက္ခနဲ့သိကြပါလားအောင်ပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေဩဒါတွေဒီကားလို့ရှင်စဉ်းစားလိုက်ဒီတစ်ခုဖြစ်ပြီးမှဒီတစ်ခုဖြစ်တယ်ဒီတစ်ခုချုပ်ပြီးမှဒီတစ်ခုချုပ်ပြီးမှနောက်တစ်ခုဖြစ်မယ်ဆိုကြမဆိုနိုင်ဘူးလားအဲ့ဒီလိုသိပြီးတကလားထားတော့မှဩပြိဿသမုပ္ပါသိတော့မှရှင်းလိုက်ပြက်လိုက်ရှင်းလိုက်ပြက်လိုက်ရှင်းလိုက်ပြက်လိုက်ဒါကြောင့်ဒီဘက်ဘုဘမရောက်ခင်မဲ့ဒီကနေ့လေးမှာဒုက္ခခန္ဓာသာသမှုရိယောဟောတိဒီနောက်ကလာခဲ့တာဒုက္ခအစုဖြစ်ခဲ့တာကွာနောက်ကလာခဲ့တာပေါ်လားဩခင်ဗျားတို့ကမှရှင်းတွေ့ဘာအစုလဲဒုက္ခအစုဖြစ်ခဲ့ကဲဒါသဘောကျလားဒုက္ခအစုကြီးဆိုတာဒီလိုပါလားသဘောကျလားဒါနှုတ်ဆက်တဲ့လမ်းကိုပြောလိုက်တဲ့ဖြင့်ပြုံးနေတဲ့သဘောလည်းမပြောပြရနဲ့ဒီတိုင်းပါပဲသဘောကျဒါကြောင့်ပြုံးတဲ့သဘောပြောအောင်မလားမလိုတော့ပါဘူးမလိုတော့ပေါ့ဒီတစ်ခုနှုတ်ဆက်သေးတော့ပါပြီသေးတော့ပါပြီကြလားဆိုလို့ရှိရင်ပြုံးတယ်လည်းကောင်းမှာပဲတန်းကြီးမဲ့တာကောပြုံးတာလည်းပြိဿသမုပ္ပါမဲ့တာလည်းနှုတ်ဆက်တာလည်းနာယုတ်ကိုဖြစ်တဲ့ကိုမငယ်ပဲနဲ့သာဆိုရင်ပြိဿသမုပ္ပါကြီးမှတ်ပါရှင်းကြဗလားခိုင်းတယ်ပြိဿသမုပ္ပါဖြစ်ပုံဖြင့်သဘောကျကဲချုပ်ကြအောင်လို့ခေါင်းကဝဋ္ဌပြောတာကိုတကသိရမင်းပြိဿသမုပ္ပါနားလည်တဲ့ပုဂ္ဂိုလ်ကအောင်ဓမ္မမင်းဒီဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားတယ်ဆိုတော့သိမယ်ဒီဥပါဒံကသိပါနေတော့မပါဘူးလားဒိဋ္ဌိဒိဋ္ဌိပါဒံဒိဋ္ဌိချုပ်တဲ့ကံဆိုတော့ဒီဥပါဒံနဲ့ချုပ်ဥပါဒံချုပ်တယ်ဆိုတော့ဒီကံမလာပါဘူးလာသေးရဲ့ကဲဒါဖြင့်သူမေးတာကဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားတော့မေးဘူးလားမေးတော့ဘုရားခင်ကလည်းမကြီးကဒီအိဗယ်လည်းမရောက်ပါဘူးကွာဆိုပြီးဖြေတယ်ကဲဒါဖြင့်ဓမ္မတို့ကဒီလိုလုပ်ကြတယ်ကျတော့ဒီခန္ဓာကြီးဒကာဓမ္မတွေဒါတဲ့ဝေဒနာလေးပေါ်လာဒီခန္ဓာလေးကဝေဒနာခန္ဓာလေးတစ်ခုပဲဒကာကျွယ်ကဖြစ်တဲ့ရှုလိုက်တာပေါ့ရှုလိုက်တော့မနဲ့ဖြစ်သွားဒကာဓမ္မတို့ဝေဒနာကဖြစ်ပြရှုလာတာမဲ့ဆိုတော့ရိပ်မိသွားမဲ့ဆိုတော့ဒီထဲမှာသမာဓိဆိုတော့ဝိဇ္ဇာကပါဟုတ်လားဖြစ်ပြဆိုတော့အနိစ္စမြင်လိုက်ရင်နိစ္စလေးကြီးရှိသေးရဲ့သူတို့နှစ်ခုပြုတ်သူတို့နှစ်ခုပြုတ်အဝိဇ္ဇာနဲ့တဏှာပြုတ်ဒါကြက်စဉ်းစားပါဒကာရမောဒကာအလုတ်ခံတော့ဒါကြက်စဉ်းစားပါဒါအတော်ရေးကြည့်ပြီပရိစ္ဆေသမုပ္ပါနားလည်မှမင်းနိဗ္ဗာန်သဘောကျမှာခုဒါလည်းပြဒါလေးကဝေဒနာဒကာကျွဲရဝေဒနာလေးလို့ဒကာကျွဲဥလားဘုရားကဘာလို့လိုက်လဲဟောဝေဒနာနုပါဒနာတပည့်တို့ကရှုလိုက်ဗျာဖြစ်ပြီးပြတ်တာလေသိလိုက်တယ်ဆိုတော့ဩဘုရုဖြစ်ပြတာတုံးဆိုတော့ဝေဒနာဖြစ်ပြတာဆိုတော့ဝေဒနာဖြစ်ပြကိုသိလိုက်ပြန်ဝေဒနာမသိတဲ့အဝိဇ္ဇာချုပ်ဟုတ်လားငါသိတာငါဖြစ်ပြမဟုတ်ဘူးဒါဒီကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတို့ဓမ္မလေးဖြစ်ပြလို့မသိဘူးလားဓမ္မလေးဖြစ်ပြဆိုတော့ဒကာဓမ္မတို့ပုဂ္ဂိုလ်သတ္တဝါသေးတာဟုတ်သေးရဲ့ဟုတ်ပါဘူးဒိဋ္ဌိကပြည့်ဒိဋ္ဌိနဲ့ဝိဇ္ဇာရောပြည့်ရင်းနေလားဒိဋ္ဌိနဲ့အဝိဇ္ဇာရောဘယ်ဒီဥပါဒံလာနိုင်လေမလာနိုင်တော့ဒါဖြင့်
ဥပါဒနာနိရောဓဖြစ်ဖြစ်ပါဘူးဥပါဒနာနိရောဓဇာတိနိရောဓဆိုတော့ဇာတိနိရောဓနိဗ္ဗာန်ဇေယနိရောဓမရဏနိရောဓဒါဖြင့်မင်းပရိစ္ဆေသမုပ္ပါနားလဲမှနိဗ္ဗာန်နားလဲမယ်ပေါ်နေပေါ်ပြီတရားဓမ္မမင်းပရိစ္ဆေသမုပ္ပါနားလဲအောင်လုပ်ပါဦးกว่าအဲ့ဒီဝိသယဆိုတော့သူခုဘုန်းကြီးပြောတဲ့ဒီတရားဓမ္မတွေနားလဲမှုရှိတယ်လို့သူနားလဲသွားလို့ချင်းဩနိဗ္ဗာန်ဆိုတာဘာပါလဲမလို့ဆိုတော့ဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဟာဇာတိဇရာမရဏချုပ်ပြီးနိဗ္ဗာန်ဆိုတာပေါ်သွားတယ်တပည့်ကြဇာတိဇရာမရဏချုပ်ပြီးနိဗ္ဗာန်ပေါ်သွားဘယ်သွားတယ်လို့ရှိသေးရဲ့မရှိပါဘူးဒုက္ခကတည်းကငြိမ်းသွားတာပဲတွေ့လိုက်ဘာပဲတွေ့ခိုင်းဒါဖြင့်ပရိစ္ဆေသမုပ္ပါနားလဲမှဒုက္ခငြိမ်းတဲ့နိဗ္ဗာန်နားလဲပရိစ္ဆေသမုပ္ပါနားလဲမှဒုက္ခဖြစ်တာလည်းသိပရိစ္ဆေသမုပ္ပါဖြစ်တာသိရင်ဒုက္ခသစ္စာကိုမြင်ပါတယ်ပရိစ္ဆေသမုပ္ပါချုပ်တာသိရင်နိရောဓသစ္စာမြင်ပါတယ်ဒါလည်းနှလုံးမြဲမြဲမှတ်စမ်းပါပရိစ္ဆေသမုပ္ပါကိုပရိစ္ဆေသမုပ္ပါဖြစ်နေတာကိုသိရင်ဒုက္ခသစ္စာသိကိုပရိစ္ဆေသမုပ္ပါကိုမဲ့နဲ့ချုပ်နေတယ်မဲ့လို့လုံးနေတယ်ဆိုတဲ့ပုဂ္ဂိုလ်နိရောဓသိငါမနဲ့ဖြတ်လိုက်တာဘုရားမှာဒုက္ခတွေဘယ်နဲ့နေသေးတယ်မသေးကြသေးဘူးလားပေါ်ကြဒါဖြင့်ဒကာကျွဲတို့ဥမာလည်းဒကာသစ်တို့ပဋိစ္စသမုပ္ပါနားမလဲလို့ရှိရင်ဝိပဿနာလည်းမရှိတတ်ဘူးနိဗ္ဗာန်လည်းနားမလဲတော့ဘယ်နဲ့တော့နိဗ္ဗာန်ဒီတိုင်းကရမ်းလုံနေတဲ့ပုဂ္ဂိုလ်များမှာဒိဋ္ဌိဝိဇ္ဇာပြုတ်ပါနိဗ္ဗာန်ကိုသဘောကျဒါဖြင့်တခါကျွဲပရိစ္ဆေသမုပ္ပါနားရတဲ့ပုဂ္ဂိုလ်မင်းရှာအောင်လို့ဘုရားကိုယ်တိုင်ကအမိန့်ရှိလိုက်တယ်တဲကောင်းပါကောင်းပါအရင်တော့ပရိစ္ဆေသမုပ္ပါနားလဲမှလို့ပြောရတယ်အခုတော့ဘုရားကိုကဟေးအကိဝိဇ္ဇာမင်းတပါးလို့ဆရာနဲ့တွင်းတယ်လို့ဒီဥစ္စာပြီးမှမဟုတ်ဘူးကွာပရိစ္ဆေသမုပ္ပါနားလဲတဲ့ဆရာကိုမင်းတွေ့အောင်ရှာမှမင်းနေရကြမယ်လို့သေချာပြောရည်ဘလို့အရေးကြီးလို့မှားတော်မူတယ်ဆိုတာဖြင့်ပေါ်ပေါ်ကြအဲ့ဒါကြောင့်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ပရိစ္ဆေသမုပ္ပါကိုချက်ချင်းသိအောင်နောက်ကမင်းနဲ့လိုက်ပေါ်တဲ့ပရိစ္ဆေသမုပ္ပါကိုစိတ်ကလေးပေါ်လာစိတ်မအောင်လိုက်ဒီပရိစ္ဆေသမုပ္ပါစလာတာဝေဒနာပေါ်ရင်ဝေဒနာမအောင်လိုက်ဖောက်ကလေးပေါ်လာရင်စတော့မယ်ဖောက်ကပြည့်ဝေဒနာနဲ့သူကတဏှာကြောင့်သွားမလို့သဘောကျလားဒါနဲ့စလာတာလေးဘာလို့လဲဖြစ်တဲ့မိအောင်ရှုပါအစမမိလိုက်လို့ရှင်အလယ်မိအောင်ဖမ်းပါအလယ်မမိလို့ရှင်အဆုံးမိအောင်ဖမ်းပါသဘောကျအဆုံးမိအောင်ဖမ်းနိုင်လို့ရှင်ဒီဘဝအဆုံးမိအောင်ဖမ်းနိုင်လို့ရှင်ဘုရားမဆက်ဘူးဒီဘဝအဆုံးကကံဆုံးမှုကံပြအောင်ဥပဒနာရှုတာသဘောကျကံကြအဲ့ဒါခင်ဗျားတို့ကကံမရှိဘူးကံကိုမင်းကလောက်ထားတာကသိဆုံးကံပါလို့ကြည့်ပါဠိတော်မှာလာတယ်တခါကျယူပသင်္စေနာလောကေဆိုစေနာဆိုတာကံယူပသင်္စေနာလောကေသတ္တသင်္စေနာလောကေဒါပါဟောတာဓမ္မသင်္စေနာလောကေဓမ္မတွေသိတဲ့စေနာကိုလည်းလောကမှာရှိတာဘူးဣတိသာရဏဘိယမနာဘိတဲ့သူနောက်ကလာမဲ့တဏှာကိုတော့မင်းတို့မလားစီနဲ့ဒါကြောင့်ဥပဒနာရှုလိုက်ပြောတာရိမ့်မိဗလားဒါဖြင့်ဘုန်းကြီးတရားဓမ္မတွေမှာပြိဿမှုကဖြစ်ပုံရောသိသလားချုပ်ပုံဖြစ်ပုံသိသဖြင့်ဒုက္ခသစ္စာသိပါတယ်ချုပ်ပုံသိသဖြင့်တော်ဘုဒ္ဓဖြစ်ပုံသိလိုက်သဖြင့်ချုပ်ပုံသိလိုက်သဖြင့်သိဘုဒ္ဓမှာလားသိဆိုတော့မဂ္ဂသစ္စာဝင်နေသိဆိုတဲ့သေဝိသမုဒိယသစ္စာမသိသေးဘူးလားဒါဖြင့်ဒုက္ခသစ္စာကိုပရိစ္ဆေသမုပ္ပါဖြစ်တာသိလို့ရှင်းခင်ဗျားတို့ဥပဒနာရှုတတ်ပါပြီပရိစ္ဆေသမုပ္ပါချုပ်တာသိလိုက်လို့ရှင်းပြန်ဩနိဗ္ဗာန်ဆိုတာဖြင့်ကောင်းကောင်းသဘောကျပါရှင်းမလားကောင်းပြီဒါကခင်ဗျားတို့ရှင်းတယ်ရှင်းအောင်လို့ထပ်ပြပါလေဒီရင်ပုံနာက
အဲ့ဒီဝိသဘုံနာကရှင်ဗျာတဲ့ပြီးတော့ရှားနေရလိမ့်မယ်ဆိုပြိဿသမုပ္ပါနားရတဲ့ပုဂ္ဂိုလ်ဒီရွယ်ကြီးကြမှာရှားရပြရတော့မယ်ဆိုလို့ရှိရင်မလွယ်ပါဘူးအဲ့တော့ဥပါဒံချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားတယ်ဆိုတာတပည့်တော်ဥပမာလေးနဲ့သာပြပါတော့ဘယ်နဲ့တကြီးလို့လျှော်သေးဖြစ်လာဖြစ်ပြီလားဘာဖြစ်လာတာတော့လျှော်သေးတယ်လာတော့ဥပမာလေးသာပြပါတော့လိုက်ရှားရမှလည်းတဲလွယ်မှမဖွဲဘူးဗျရိပ်မိလားအဲ့ဒါနဲ့ဘုရားသခင်ကိုရမေကြီးကငါဥမာပြမကွာကဲပြိဿသမုပ္ပါခံသိမ့်လိုက်နော်အဲ့ဒီဥစ္စာရှေ့ဘက်မှာမိတောက်နေတယ်ကွာတဲ့ရှေ့ဘက်မှာမိတောက်နေတယ်တကားတဲ့အဲ့ဒီဥစ္စာမြင်လိုက်ဥပမာပေါ့ဗျာမြင်ပါဗျာဟာဘာရီတောက်နေကြုံကွာဟိုမြတ်တို့ထင်းတို့တောက်တာပေါ့ဗျာဒါညံ့ကြလို့သေးလားမြတ်တို့ထင်းတို့တောက်တာပါဆိုပြီးပြောလိုက်ဩဒါနဲ့မြတ်တို့ထင်းတွေတောက်တာဘယ်နဲ့ကြောင့်တာရှိတောက်နေကြုံကွာဘုရားလည်းပေါ်တယ်ပေါ်မိဘယ်နဲ့ကြောင့်တာရှိတော့အိုးလောင်စာမကုန်ပြီတောက်တာပေါ့ဗျာရှင်းတယ်သဘောကျလောင်စာမကုန်ပြီခင်ဗျားတို့ခန္ဓာနဲ့ခန္ဓာကချင်းကိလေသာကပါတဲ့ဒီခန္ဓာနဲ့ဒီကိလေသာရှိတဲ့ကာလပတ်လို့ဒီမျိုးကိုငြိမ့်လိုက်မယ်လို့မောင်းမိပါလားသဘောပါလားခန္ဓာကပါတဲ့ကိလေသာကသဘောကျပြီဒါနှစ်ခုတွဲနေတဲ့ကာလပတ်လုံးဖြင့်ဒကာဓမ္မတို့ဘယ်နဲ့ဆိုကြသဘောကျတရားကိုအက္ခိရာမိယတတ်တာပေါ့တရားကိုဘုံသုံးပါးနဲ့ဖြစ်တဲ့ဘတ်တော်ဟူနဲ့အက္ခိရာမိယမိလောင်နေတဲ့အင်ကြီးကဲ့သို့ဓာတ်တာကိုမှတ်ရမယ်ဘုရားကမိလောင်နေတဲ့အင်ကြီးกว่าပေါ်ကြလားဘာဖြစ်နေတဲ့အင်ကြီးပါဩခင်ဗျားတို့ခန္ဓာအင်ကြီးမိလောင်နေတဲ့ခန္ဓာအင်ကြီးဒါကြောင့်ဘုန်းကြီးဒီနေ့ကလည်းပြောခဲ့ပါတယ်တကယ်ပြောမှတ်မိလေဦးမယ်နော်အရှိသွားတာလည်းမိလောင်ရက်သွားတာပဲအနောက်သွားတာအမြောက်သွားတာတောင်သွားတာအိက္ခာနီလောင်ရက်တာနိုးချင်းရှင်းမှဖြစ်ဘယ်နဲ့တော့ဝိပါကဝေကြီးလိုက်သင်္နုံးငယ်ရဘယ်ချိန်များသည်သင်္နုံးကမဖြတ်တဲ့အချိန်ရှိသေးတယ်ဒီလိုဖြစ်နေတယ်ဒါကကြောပေါ့လားဩဒီကြတာမှလောင်းစားနဲ့မိကဖြစ်ဒီတိုင်းနေတယ်ဆိုတော့ပုံနာမေးလေဘယ်လိုကြောင့်မိမငိမ့်သေးဆုံးမေးတော့ဒါကအစ်စ်ဘယ်နဲ့ဖြေပါလိမ့်လောင်းစားမကုန်သေးဘူးလောင်းစားဆိုတော့ဘာပါလိမ့်မယ်ခန္ဓာ၅ပါးသဘောကျမိဆိုတာဘာပါလိမ့်ကိလေသာပဲဆိုတော့သိကြကြကောင်းပြီဒါတွေသိကြတော့ဒီကဓမ္မတွေအခုဟာတောင်ကမြောက်သွားပြန်တော့ညံမျက်လုံးနဲ့ကြည့်ကြအလကားတော့မတော်ကိစ္စရှိလိမ့်မလို့တကားကျွဲရှိဘူးလားဒါကိစ္စရုံးမြောက်သားကိစ္စသမီးကိစ္စပစ္စည်းကိစ္စရွှေကိစ္စမျိုးကိစ္စကိစ္စဟူသည်ဒီဒကာရမတို့မခင်ပဲနဲ့သွားတာလားခင်လို့သွားတာဒါဖြင့်ခင်တာကမိသွားတာကလောင်လားခင်တာကသွားတာကဘယ်သူများသွားပါလိမ့်မင်းနဲ့လောင်တာသွားရိပ်နေလားမုံလို့ဘာပြောလိုက်ဦးမယ်ဆိုပြန်တော့မင်းနဲ့လောင်တာသွားပြန်တယ်ဒေါသမင်းနဲ့ခန္ဓာနဲ့သွားတာဟုတ်သဘောကျလားပြင်းလို့အလယ်သွားကြည့်ဦးမယ်ပြင်းတာကဒေါသအနုစားခန္ဓာကြီးကလောင်စားပြင်းလို့လေသွားတာကိုဘာနဲ့ပါသွားပြန်လို့အပျော်သွားလိုက်ဦးဗျာလောက်ကြပါဦးဟုတ်တာနဲ့ရိပ်ပြီလားဒါပဲခင်ဗျားတို့အပျော်သွားတဲ့ဒုက္ခပဲပြင်းလို့သွားလဲကိစ္စရှိလို့သွားလဲဒကာကျော်ဒီသွားတယ်ရှင်းတုန်းကတော့ဒကာကျော်တို့ကလမ်းကိုပဲဖုံးနေပြီဘယ်နှခေါက်တုံးဒကာကျော်ပြောစမှရိုးရိုးလျှောက်တော့မရိုးရွနိုင်ဘူးပြင်းလို့သွားတယ်လားမရိုးရွနိုင်ဘူးမကောင်းလို့သွားတာကမကောင်းလို့သွားတာကဘုန်းကြီးကသဘောကျတယ်ပဲ
ကိုယ်ကမကောင်းလို့သွားတော့မကောင်းတဲ့ရှိတော့သွားဟောရင်းပြီလားကိုယ်ကဗျာလေးပေးသွားတာကိုဗျဘယ်နဲ့ပေးတော့မကောင်းလို့သွားတာဘယ်သူသွားတာလဲမကောင်းတဲ့လူသွားတာရင်းပြီလားဘယ်သူသွားပါလဲမကောင်းတဲ့လူသွားတာဆိုတာရင်းပြီအဲ့ဒါအခုခါမှာဘာဖြစ်နေတော့ဆိုတော့မြို့သုံးဖြစ်ရင်ဘူးတဲနာရင်တကယ်ကျတော့နားမရင်ဘူးလားမကောင်းဘူးသွားလိုက်မနော်အေးသွားလိုက်ပေါင်းသွားလိုက်ပေါင်းအမတို့ပြင်းလာဘာဖြစ်လို့သွားတာလဲကြည့်တော့အသေးတွေကသေချာစဉ်းစားကြည့်တော့ဘယ်နဲ့နေလဲမကောင်းတဲ့စီသွားလိုက်အောင်မပြောတာတကယ်ကျဘယ်နဲ့ပြောမကောင်းတာပဲလေးပါဗျရင်းမိဗလားအဲ့ဒီအစွမ်းသွားကြည့်လိုက်ဦးပြောတာပေါ့လေဒီလိုကမရဘူးလားဝိပြန်ပါရသေးတော့အမလေးတကယ်ကြရနောက်ဒီနှုတ်ဆက်မျိုးဖိတ်လိုက်ပါတော့တို့ဆိုလေနှုတ်တဲ့နေတော့မှခြေရတော့ကိုယ့်နေတော့မှရွယ်တော့မလွယ်ဘူးရွယ်တော့ကောင်းနေကြလမ်းဘူးပဲဒါကြောင့်ဘုရားခင်ကသတ္တရောပါရသကကေယသရိတာဒါကြောင့်ဟောတယ်သက္ကာတော်လေးပေါင်းတော့ပါရပဲလေးသကကေယသရိတာမိမိတို့အိယာကိုသွားတော့လမ်းကြီးနဲ့မိမိအိမ်နဲ့တူပေ၏မင်းတို့ဘယ်သွားတော့ဒီသွားတာကဲပေါ်သေးဘူးလားဟောတယ်မောတယ်ဒါတော့လည်းဒီခါမှဒီတိုင်းလာပါတယ်ဆိုတာရင်းပြီလားအဲဒါဖြင့်မကောင်းသွားလဲဥမာတယ်နေရာမကြောက်ဘူးဟိုးမကင်းတရားလေးရှိနေတော့သွားလိုက်ပြန်ဟောမကင်းတာလည်းတဏှာပဲတဏှာနဲ့ခန္ဓာလေးရောတာပဲလောင်စာနဲ့မိတွဲတော့တာပဲဒါဖြင့်လောင်စာမကုန်သေးပါလေမင်းမြင်ရှင်းမလားခင်ဗျားတို့ကလည်းလောင်စာကုမာလွန်ဆိုရင်တကယ်ကျဘာသိဘာဖြစ်လို့မလောင်မှာစိုးလို့ဒါတော့လောင်စာမကုမာစိုးတယ်ဆိုတော့ဘုံနဲ့ဆိုတော့ခင်ဗျားတို့ကမိပြောတဲ့ခါကျတော့လောင်စာမကုမာစိုးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုဘုံနဲ့မင်းစင်စစ်တော့ဖြင့်ဒီသားနဲ့ဒီသမီးနဲ့မခွဲကျင်လို့ရှိရင်ဒီလောင်စာဖြစ်ရပါလို့ဒီသားဒီမိဒီမျိုးဒီရွာနဲ့မခွဲကျင်ရင်ဘာတော့ရကဲတခါကျရိပ်မိဒါနဲ့လောင်စာပြန်ထဲသလားတဲ့ငင်းအောင်စိတ်ကူးသလားဘာဖြစ်လို့လုံးမြဆိုရိုးရတာဖျားလို့ရှိရိပ်မိဗလားဘာလို့ပါလဲရိုးရပါဩခင်ဗျားတို့ရိုးရကြလဲတော်ဆိုးပါလားနေငိမ့်မဲ့ကြရင်လောင်စာထဲရင်နေငိမ့်မဲ့ကြရင်ပြီးတော့ဟာမိသေးသေးချင်းလောင်စာမထဲရဘူးလို့ပြောပါတော့ရိုးရနဲ့ကြိုင်ပေါက်တယ်မလို့ကြောက်ကြကြီးပါလားရင်းမိကြပါလားရိုးရတဲ့ဒီလိုမျိုးရိုးကဒီလိုမှမသွားမလားလို့ရှိရင်ဖြင့်ရှုပြတ်မျိုးပြတ်ဖြစ်ကုန်ရောမဲတယ်လောင်စာမထဲရဘူးပြောတယ်သဘောပါလားတကယ်ကျေရှင်းပြမျိုးပြတ်မယ်ကြောက်သေးလားကြောက်ပါအရင်ကတော့ကြောက်တယ်အခုတော့ဒါတော့မကြောက်တော့ဘူးလားတော်လာပြီနော်ဒါဖြင့်ဟေးဘုံနာလို့မေးလိုက်ဘုရားအစ်စ်မီးတယ်မြင်မဟုတ်လားမြင်ပါဗျာအဲ့ဒါဘာလို့ကြောင့်တောက်နေသလုံးกว่าဆိုအိုးမြက်ချင်းတွေရှိလို့တောက်တာပေါ့ဗျာအကိဝိသဘုရားမေးလိုက်တယ်တခါသိဘယ်လိုကြောင့်မီးတော့ကြာကြာတောက်နေတာမသေးပါလိမ့်မလုံးกว่าအိုးလောင်စားမကုန်ဘူးရင်းမိကြပါတယ်တော့30ဘုံမှာကျွတ်တို့လဲပြီးဖျားစုနဲ့လွဲခဲ့တာလောင်စာမကုန်လို့တော့မှတ်ရင်းမိကြလား30ဘုံမှာခန္ဓာနဲ့တဏှာနဲ့တွဲနေခဲ့ရတာကြီးပဲဆိုတာသိကြပါလားကဲဒါဖြင့်ဘုံနာတဲ့ဒီလောင်စာကိုနောက်ထပ်မထည့်ဘဲနဲ့နေလို့ရှိရင်မင်းပဲနဲ့ထင်သလိုလောင်စာမထဲပဲထားလို့ရှိရင်ဖြင့်အခုလောင်နေတဲ့မိကိုလောင်စာမထဲပဲထားလို့ရှိရင်မင်းပဲနဲ့ထင်ကြုံမေးလိုက်ငြိမ်းမှာပေါ့ဗျာရိပ်မိဗလားဒီမှာတော့ဝိတ္တကံတွေမလုပ်ရင်ဘာဖြစ်မှာထင်ကြဝိတ္တကံတွေကလုပ်နေလောင်စာလေးတဲ့လားပေါ်ကြလားကဲဒါဖြင့်ဘုံနာကိုဆက်ပြီးတကလားမေးတယ်တကဖြင့်နော်ကဲလောင်စာမထဲတော့မင်းမနဲ့တော့ဦးမေးတော့လောင်စာထဲငိမ့်တာကိုရှင်းလားလောင်စာမထဲတော့ဘာလို့လဲဆိုလို့ရှိရင်ဒီအနာရောအရိတ်တော်ဆိုတဲ့အတိုင်း
တရားမရှိလို့ချင်းလောင်စာဖြစ်မရှိလို့ချင်းမေးကြည့်တော့ဖြင့်ဥမာတယ်တောက်တယ်လို့ထုံးတယ်ကြည့်ရတကယ်ကြောမေးကြည့်တော့မတောက်ဘူးနော်ကဲဒါဖြင့်ဘုံနာလောင်စာမထည့်ဘူးအရေးကြီးတယ်ကွာရှင်းဒါဖြင့်ဘဝတဏှာသမားတွေဖြင့်တော့ခက်တော့လောင်စာရှာတယ်ဘဝတဏှာသမားတွေပဲလို့သုံးမဲ့ကြဘာဖြစ်လို့တော့ဒီမိပြီးလို့ချင်းအခုခန္ဓာမိတော်မှာလောင်စဲရှိတယ်နောက်ကထင်းရှာထားပြန်ပြီသဘောပါကြအခုခန္ဓာလောင်စဲနော်ဘယ်နဲ့ကြောင့်ဘဝတ္တကံတွေလောက်ပါလိမ့်မလို့မေးလိုက်တယ်ခင်းစင်တဲ့ထားကြဘာကြောင့်မိပေမှာสู้လို့ခင်းစင်တဲ့ထားတာဘာကြောင့်ပါလိမ့်တခါကျွပေါ်ဒါပြန်ဝတ္တကံသမားတွေပါရှာကြတာပါလေခင်းရှာအခုလောင်စာသိမ့်မလားမသိမ့်ခင်ကဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဇဂိကပုဂ္ဂိုလ်ဆိုမိဆောင်ကြနေတဲ့ပုဂ္ဂိုလ်လိုပဲတရားဓမ္မတို့မိပေမှာဆုံးနေရရှင်းမလားခဏဗရင်းတွေလိုကြာနေပြီတရားကျွရဟမ်ဂုဂျရာတိဟိန္ဒူတွေလိုကြာသူတို့ဘယ်အချိန်မှာဘယ်တော့မှမိကိုမသိရဘူးသိမဲ့ကျန်၆ဘတ်သွားတယ်သိမဲ့ကျန်ဘယ်ကိုမသိရဘူးမိသိရင်တော့အပြစ်ကြီးတယ်ရင်းနေဗလားဒီမှာလည်းဓမ္မတွေဝတ္တဒါနတွေဆက်လုံနေတာဝိဝတ္တဒါနကိုရောင်းလုပ်ပါလို့ပြောတာဝိဝတ္တဒါနကတော့လောင်စာချက်ရင်းနေကြဝိဝတ္တဒါနခိုင်းတာဖြင့်ဒါပြည့်ပဲမေးတော့နော်ဒါဒီလောင်စာမထည့်တော့ဘူးအရင်မီးကုန်ရင်ဘာဖြစ်မလဲရှင်းအရင်မီးကုန်ငိမ့်တဲ့မိပဲသွားတယ်လို့ဆက်မိတယ်ငိမ့်တဲ့မိတောင်သွားကြလားမြောက်သွားကြလားရှေ့သွားကြလားနောက်သွားကြလားလို့မေးရင်တခါကြပဲနဲ့ဖြေပါဘယ်မှမသွားဘူးဥအောင်ပဲသွားတယ်ဘာဖြစ်သွားတာလုံးလို့မဲတဲ့အခါကျလောင်စာသိရင်မြင်းကြီးတာဘယ်နဲ့ဆိုကြလောင်စာသိရင်မြင်းကြီးတာနိဗ္ဗာန်လို့မှတ်လိုက်လောင်စာသိရင်နိဗ္ဗာန်လို့မှတ်လိုက်ဆိုတော့ဩဒါဖြင့်လောင်စာဆိုတဲ့ခန္ဓာလည်းမရှိဘူးမိဆိုတဲ့ကိလေသာလည်းမရှိဘူးကိလေသာမိခန္ဓာမိငြိမ့်သွားတာဘာခေါ်ကြကောင်းပြီဒါဖြင့်နိဗ္ဗာန်ရှိသလားမရှိသလားဆိုတဲ့စကားဟာကတရားဓမ္မတွေတခါတည်းဒီနေရာမေခွန်းထွက်လာငကူကရှိတာကလောင်စာနဲ့မိအခုမရှိတာကလောင်စာသိရင်မိငြိမ့်တဲ့သဘောရှိရှင်းမလားအရင်ရှိတာကလောင်စာနဲ့မိရှိတာအခုအဲ့ဒီနေရာကြည့်လိုက်တော့ဘာတွေ့မီးရှိတဲ့မီးလောင်တဲ့နေရာရှိလို့ရှိရင်မီးမလောင်တဲ့နေရာရှိမီးလောင်တဲ့နေရာရှိရဒါပြန်ခေါင်းကကြည့်လိုက်တယ်မှာတော့ဘာပါလိမ့်လောင်စာနဲ့မီးပဲတွေ့တယ်ဖြာဆိုခင်ဗျားတို့ကဒါဒုက္ခသစ္စာကြီးပဲမီးလောင်နေတာပဲပိဋကနာသတ္တဝါညာတံပဲမင်းနေချက်နေတာပဲလို့ဒကာဓမ္မတွေကအိမ်များလောက်ပြီးသွားတော့ဒီခန္ဓာကြီးမလို့ရှင်မလို့ရှင်တဲ့ညာလဲလာပါရောလောင်စာသိရင်မီးငိမ့်တာဖြစ်ပြပြောက်ထွက်ဖြစ်ပြပါဖြစ်လားပြောက်သွားတဲ့ဒကာဓမ္မတွေကညာကရှိရဲ့ဟုတ်လောင်စာသိရင်ဘာတော့ဘုန်းတော်ကဘာတွေကြည့်နေရလောင်စာနဲ့မကြည့်ရအခုကြည့်ရတာကဒါဖြင့်မီးရှိတဲ့နေရာဒုက္ခသစ္စာမီးငိမ့်တဲ့နေရာပေါ်လာလားရှင်းပြီနော်နိုင်ရရှိကြတယ်တရားမဆုံးဘူးနဲ့ပြင်မှာဟောကြလို့